ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့လူဆိုးလားလူကောင်းလားဝေခွင့်မရအောင်မိုက်လို့နဲ့ဗီနန်ဆိုတာအာဂါသတော်ဝါကြီးနဲ့သတင်းတောက်အဲဒီဘရော့တို့ရဲ့စွန့်စားတဲ့ဇလန်လေးကိုပုံကလေးတစ်ခုပြောပြပေးမယ်နော်ဇလန်ကတော့ Life Foundation ဆိုတဲ့ကုမ္ပဏီကြီးကအာဂါသထဲကနေ Symbiosis လို့ခေါ်တဲ့ထူးဆန်းတဲ့တော်ဝါလေး၄ကောင်ကိုကဘာပေါ်တဲလာရကစတာပါအဲ့ဒီကုမ္ပဏီကလူယိုမာစီကို Keldan Drake ကဒီတော်ဝါတွေနဲ့လူသားတွေကိုပေါင်းစပ်ဖို့လူသားလက်တွေစမ်းသပ်မှုတွေလုပ်နေတာပေါ့အဲ့ဒီအချိန်ကနမဲကြီးသတင်းတောက်အဲဒီဘရော့ကဒီမကောင်းသတင်းတွေကို like စုံစမ်းရင်းနဲ့အလုပ်ပြုတ်စိတ်ဆက်ထားတဲ့ချစ်သူအန်နဲ့လည်းလမ်းခွဲလိုက်ရပြီးဘဝပြတ်မတတ်ဖြစ်သွားပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ကုမ္ပဏီတွေကသိပ္ပံပညာရှင်တယောက်ရဲ့အကူအညီနဲ့ခိုးဝင်စုံစမ်းရင်ဗီနန်လို့ခေါ်တဲ့အာဂါသတော်ဝါကြီးကအဲဒီကိုထဲကိုကူးဆက်ထွက်လာတော့အစကတော့အဲဒီတယောက်ကြောက်လန့်တကြားဖြစ်နေတယ်နောက်ပိုင်းမှာဗီနန်နဲ့သူနဲ့ကတသားကြီးဖြစ်သွားပြီးစွမ်းအားတွေရလာတာပေါ့ဒါပေမဲ့ဗီနန်ကအဲဒီရဲ့ကလေးစားတွေကိုစားနေတာဆိုတော့အန်ဒီရိုရှိတာပေါ့လေနောက်ဆုံးမှာတော့သူနှစ်ယောက်ဟာကဘာကြီးကိုဖျက်ဆီးမဲ့ Riot Drake နဲ့ပေါင်းဆက်ထားတဲ့တခြားစင်းပြုတ်တကောင်ကိုအတူတူတိုက်ထုတ်ပြီးကဘာကြီးကိုကေတင်လက်နေကြပါတယ်ဒုက္ခတွေကအဲ့ဒီမှာလည်းမပြီးသေးပါဘူးဒုတိယကမှတော့အဲဒီဟာထောင်ထဲကလူသက်သမားကြီးကလီတက်ကက်တရီကိုတွားတွေ့ပါတယ်အဲ့ဒီမှာကလီတက်ကအဲဒီလက်ကိုကိုက်လိုက်ရကနေအဲဒီသွေးတွေကဗီနန်ရဲ့အစိတ်အပိုင်းအချို့ကကလီတက်ကိုရဲရောက်သွားပြီး Carnage ဆိုတဲ့ပိုချမ်းပိုရက်ဆက်ကအနီရောင်တဘာကြီးဖြစ်လာပါတော့ Carnage ကသူ့ရဲ့ငယ်တဲ့ဘူး Francis ကိုတွားခဲ့ပြီးမြို့ထဲမှာတောင်းကျမ်းပါတော့အဲ့ဒီအချိန်မှာအဲဒီနဲ့ဗီနန်ကလည်းတယောက်နဲ့တယောက်စိတ်ကောက်ပြီးလမ်းခွဲနေကြတာပါဒါပေမဲ့နောက်ဆုံးမှာတော့ချစ်သူဟောင်းအန်ရဲ့အကူအညီနဲ့သူတို့ဖန်ပေါင်းစည်းပြီးဖျားကြောင်ကြီးထဲမှာ Carnage ကိုအတိအလဲတိုက်ခိုက်ပြီးနှိမ့်နှင်းလိုက်နိုင်ကြပါတယ်စတိုက်နဲ့ထူးခြားတဲ့အလဲပြောင်းမှာရန်သူတွေကိုအနိုင်ယူပြီးနောက်အဲဒီနဲ့ဗီနန်တို့ဟာလူလူဝေးတဲ့နေရာမှာအပန်းဖြေနေတော့ထူးဆန်းတဲ့ခါတစ်ခုဒေါက်တာ Strange ရဲ့ခါပေါ့အဲ့ဒါနဲ့တခြားဆက်ကြဥစား Marvel Cinematic Universe ကိုခက်တာရောက်သွားခဲ့ပါသေးတယ်အဲ့ဒီမှာ Spider-Man ကိုတော့မြင်လိုက်ရသေးတာနော်နောက်ဆုံးသူတို့ကဘာကိုသူတို့ပြင်ရောက်သွားပြီးမြဲဗီနန်နဲ့အစိတ်အပိုင်းလေးတစ်ခုကတော့အဲ့ဒီဆက်ကြဝစားတွေမှာကြံရည်စိတ်ခဲ့ပါတယ်ဒါကတော့နောက်ပိုင်းမှာဘာတွေစစ်ထင်မလဲဆိုတာရင်ခုန်ဆရာပါတယ်ကဲဗီနန်နဲ့ပတ်သက်တဲ့ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်အချင်းချုပ်လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီး like and share လုပ်ပေးဖို့မမေ့လျော့နော်နောက်ထပ်ဘယ်လိုဇလန်မျိုးတွေကိုနားထောင်ချင်လဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါဦးခင်ဗျာ